မနေ့ညနေခင်းကလက်ဖောင်းဖက်ကိုရောက်ရင်းနဲ့လက်ဖောင်း101နာကဘုံကြီးကျောင်းရှိမှာရောင်စုံမီးတိလေးတန်းစီထွန်းထားပြီးတော့လူတွေစီကားနေအောင်မြင်လိုက်ရတယ်။ဆိုင်နှန်းတွေလည်းအများကြီးခင်းကျင်းထားတာကိုလမ်းမြင်လိုက်ရတယ်ကျောင်းဝင်းထဲမှာအဲ့ဒါနဲ့ဘာပွဲရှိလို့လဲဆိုပြီးတော့ဆင်းကြည့်လိုက်တော့ဩဂတ်လ6ရက်နေ့အထိကျင်းပတဲ့ဝါဆိုဖျားပွဲဖြစ်နေတာကိုသိလိုက်ရတယ်။ဘာရလဲစာညနေစာဘာစာမှမသိဖြစ်နေတဲ့အချိန်နဲ့ဆိုတော့ပတိပဲပေါ့နော်။ဘာဆိုင်နေရှိလဲဘာရောင်းလဲဆိုတာကိုပွဲစည်းတန်းထဲကိုလိုက်ခဲ့ကြပါဒီလိုမျိုးညဈေးတွေဖျားပွဲဈေးတွေရှောက်တဲ့အချိန်ကျရင်ငယ်တုန်းကဖျားပွဲဈေးတန်းကိုရှောက်လေခဲတဲ့အချိန်တွေကိုတတိရတယ်နေမြို့လေးဆိုတော့ဈေးတွေကတော့အရန်မများဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပွဲတွေရှိတဲ့အချိန်ဆိုရင်အိမ်ကအယုတ်လေးဒါမှမဟုတ်မိုးပြန်မှုပေါင်းလေးဝယ်ပြီးတယ်လीနေဆိုတော့အယုတ်ဆိုင်နေရလည်းမရှိဘူးငယ်တုန်းကထိုင်းမှာကတော့ဒီလိုမျိုးပွဲတွေကအများတန်းရှိနေရဆိုတော့ထူတော့မထူဆန်းပါဘူးမြန်မာမှာလည်းအရင်တော့ဆိုရင်12ရာသီပွဲတော်တွေကအများတန်းရှိနေရလीတကူလာတကြံကနေစပြီးတော့တည်င်းကျွတ်တစောင်းနိုင်စတဲ့ဖျားပွဲတွေနဲ့တနစ်ပတ်လုံးစီကားခဲ့ရပါတော့နော်မြန်မာမှာလည်းခုချိန်ကတော့အခြေအနေရကြောင့်မလို့အရင်လိုပွဲစည်းတန်းတွေတော့ရှိသေးရလားတော့မသိဘူးစီးပွားရေးအကျပ်တဲတွေကြောင့်လူတွေရောအရင်လိုမျိုးတောကကင်းနဲ့ပျော်ပျော်ရွှင်ရွှင်သွားလာနိုင်ကြသေးရလားလို့တော့တွေးမိပါတယ်ဒါပေမဲ့လည်းလူဆိုတာအမြဲတမ်းစိတ်ညစ်နေလို့မရဘူးနော်ရောက်တဲ့နေရာမှာအသက်နိုင်ဆုံးပျော်ရွှင်အောင်အဆင်ပြေအောင်နေရမယ်အဲ့တော့အခုပွဲစည်းတန်းနဲ့ရှောက်ကြည့်လာအောင်မယ်2026ဩဂတ်လ6ရက်နေ့ဒီဆိုတော့ဒီနေ့ရယ်မနေ့ဖြန်ရယ်တပတ်ခါရယ်ကြံနေတာမလို့လက်ဖောင်းဝါဘန်ဖက်ရောက်ဖဲရင်ဖြစ်အနီးနားမှာနေရင်ဖြစ်ညနေခင်းအပြင်းပြေဝင်လဲပြီးတော့လက်ပတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ရထားနဲ့လာမယ်ဆိုရင် MRT အဝါရောင်လိုင်းကိုလက်ဖောင်း101မှာဆင်းပြီးတော့ကားနီလေးစီးခဲ့လို့ရှိရင်ဒီဘုံကြီးကျောင်းကိုရောက်ပါတယ်ဒါလေးတွေကအယုတ်ကောက်တဲ့နေရာဖြစ်ပါတယ်ဒါတော့အမုံဈေးတန်းနေပေါ့အချာ30ဈေးနှုန်းတွေပါရေးထားတာတူအများဆုံးကတော့အကင်ပဲဟာလေသမင်းလိုက်ဆူရှီ10ခုဝယ်တစ်ခုအပိုရတယ်ပုံမှန်ဈေးပါပဲဈေးတွေကတော့ကွီတီယိုဆိုင်အေးရောင်စုံလူချင်းအကင်ချောင်းလေး30ရေဘဝဲလာမသိပီဇာ30ပြီးကျော်ဝတ်စာတေးကျက်စာတေးခ
นมปาเป็นอาลูโปดีဒီတစ်ခေါက်ပွဲကပေါ့နော်အရင်နှစ်ကလောက်တော့မကြည့်ဘူးအရင်နှစ်ကဆိုရင်ဒီဘက်ချမ်းမှာလည်းရှိတယ်ဖုန်ကြီးကျောင်းဘက်အချမ်းမှာလည်းရှိတယ်ဒီနှစ်ကကြတော့ဖုန်ကြီးကျောင်းဘက်အချမ်းမှာမရှိဘူးဖုန်ကြီးကျောင်းဘက်မှာကြတော့အလူတွေလှုပ်လို့ရတဲ့နေရာပဲရှိတယ်ပွဲစည်းလေးတွေကလည်းပြောပါတယ်မုံနေရလဲ30 20ပြင်ပုံမှန်ဆိုရင်အဲ့ဒီခောက်ဆွဲတို့ပါလို့ဆိုရင်တော့60ဝန်းကျင်ပေါ့အပြင်စည်းလဲအလောက်ပါပဲကစားကွင်းတွေလည်းပါတယ်9 ဘတ် 10 ဘတ်လေးမုံနေဒါလေးကပီဇာဝတ်ပူကင်ဒါကလေးကစားကွင်းဆေးရောင်ချေတဲ့နေရာလေးလည်းရှိတယ်အကောင်လေးပြထားတာလည်းရှိတယ်ငါဖမ်းလို့ရတဲ့နေရာလည်းရှိတယ်